တော်တော်များများလာမေးကြပါတော့အမရေတဲ့ KOS skin တစ်ကောင်ဖောက်ရင် diamond ဘယ်လောက်ကုန်လဲတဲ့ KOS skin တစ်ကောင်ရဖို့ diamond ဘယ်လောက်ကုန်လဲဆိုလာမေးနေပါတော့ကဲအမဒီမှာဖောက်ပြသွားမယ်အဲ့ဆိုအဆုံးကြည့်ကြည့်မယ်နော်အခုလောလောဆယ်အမဒီမှာတော့ diamond 8000ကျော်ရှိပါတယ်အမက diamond 8000ကျော်နဲ့တိုက်သွားမှာဖြစ်ပါတယ်ကဲအဲ့ဆိုအမနဲ့တို့ဗီဒီယိုလေးလိုက်ကြည့်လိုက်ကြအောင်နော်ကဲ let's go ကဲမတာပထမဆုံးတန်တော့ထည့်မယ်ကွာဒါမှမပေါ့နံပါတ်9ကျသွားပါတော့โอเคနောက်ထပ်အမဒါမှမဟုတ်မှဆိုရင် free တုံးဝင်တကယ်ရဲ့ diamond က2025လုံးသုံးရမယ်ဒါဆိုရင်တန်းတော့ရမယ်ကဲဟုတ်ပြီထက်လိုက်မယ်မတန်းတော့ဟုတ်ပါဘာရမလဲညဘာအိလေ ruby lucky ပေါ့ ruby lucky ပေါ့မိုက်တယ်ကွာတိုင်း limit တကောင်တော့ရသွားပြီဘာပဲဖြစ်ဖြစ်တန်ပြီ तू က stand draw မှာတကောင်ပေးမယ်လို့ပြောထားခုနက stand draw မှာမပေးဘူး stand draw မှာလာပေးသွားတယ်จีနဲ့ရှင်လို့ဆိုရတယ်တော်တော်ချုပ်တယ်အေးဖေးကြမယ်ဟုတ်ကွာနံပါတ်9လေရဟုတ်ပြီ9ဆိုလေကောင်းရှစ်လေးတာပြင်ကိုတိုင်းပါနော်ကဲနောက်ထပ်ဒီမှာထပ်နိုင်မယ်ဆိုရင် diamond 2025သုံးမယ်ဆို free တုံးနေတကယ်နဲ့ကို diamond 2025တော့ကဲထပ် let's go အဲ့မယ်ဗျဟာချအတေးတဲ့အေးတန်းလိုက်ဘာဖြစ်မှမလို့လဲမတန်းသေးဘူးတော့6000ကျော်လောက်ကုန်သွားပြီပေါ့နော်တန်းသေးကဲဒီမှာတော့ free ရှင်တို့ကရှုပ်တာဒီမှာတော့ free တုံးရင်နှစ်ကကြံသေးတယ် diamond 1800ဆိုတော့ diamond 1800နဲ့ let's go နိုင်စီတော့မယ်နော်1800 okay နိုင်ပြီတန်းထုတ်ရောက်ဟိုက်တယ်မလေးမာတိလက်ကြီးမလေးမလေးချပါလေကြိုက်လိုက်တာရှင်ကြိုက်တယ်ရန်ကြိုက်တယ်မကြီးမလေးလက်ကြီးပေါက်လေးကောင်ထည့်ရပါနှစ်ကောင်ပေါ့နော်ဒါတော့မဲတန်းနေပြီတော်တန်းနေပြီကဲဒီကိုဘာကြမလဲစလိုက်တာရှင်ဒါပြီးလက်ကြီးပေါက်လေးနှစ်ကောင်တော့ရခဲ့ပါတော့ဒီကိုလေးကတော့ဒီလိုနေထားနေကြံခဲ့ပါလေရှင်ကဲဒီနေ့မှာအဲ့တော့ free တုံးကန်လည်းလာပြီဆို free တုံးကန်ထပ်ထည့်ပြီးတော့ထပ်နိုင်တော့မှာဖြစ်ပါတယ်ဘာစကင်ရမလဲဆိုတော့ comment မှာမှန်ခဲ့လိုက်ထပ်ပြီးတဲ့ဗီဒီယိုမှာအဖြေမှန်တော့ရလို့တော့အမက diamond ထည့်ပြီးတော့မှာဖြစ်ပါတယ်ရှင် weekly ထည့်ပြီးတော့နိုင်ချစ်အဘောဟုတ်ကျွန်တော် level တက်လိုက် level နဲ့တာပါနဲ့အခုပြောတယ်မြစ်ပါပြောတယ်ပါပြောတယ်